ဟာ app တွေနဲ့ကစားတာကောင်းတာဘောနဲ့ကစားတာကောင်းတာကျွန်တော်တို့လေးလိုက်ကြည့်လိုက်ကြအောင်ရင်းဦးဆုံး hack အကြောင်းပြောကြရအောင် hack ဆိုတာပါလေရိုးရှင်းဆုံးနားလည်အောင်ပြောပြရရင် hack ဆိုတာကတခြားသူတွေရဲ့ data တွေကိုခွင့်ပြုချက်မရှိပဲကိုယ်ကိုသုံးစွဲနေလို့ hack လို့ခေါ်ပါတယ်နော်အဲ့တော့ hack app ကိုသုံးစွဲနေပြီဆိုတဲ့ဟိုကကျွန်တော်တို့ဒီ lobby game site ကြီးတစ်ခုလုံးရဲ့ data တွေကိုကိုယ်ကိုသုံးစွဲနေတယ်လို့မှတ်ယူလို့ရတယ်ပေါ့နော်အဲ့တော့ဒါကဖြစ်နိုင်သလားတစ်ချက်ကျွန်တော်ပြန်လည်သုံးသပ်ကြည့်ကြရအောင်ပါအခုကျွန်တော်တို့တွေလွယ်လင်းကိုသုံးစွဲနေကြတယ် Facebook YouTube TikTok Telegram နော် Twitter ပါညာပေါ့နော်ဒါမျိုးအားလုံးကြီးကျွန်တော်တို့ Gmail နဲ့ချိတ်ဆက်ပြီးတော့လွယ်လင်းကိုသုံးစွဲကြဒီ Gmail ကိုဟမ်မခံအောင်ဆိုတော့ကျွန်တော်တို့ကဖုန်းနံပါတ်ကြီး verification လုပ်ရတယ်နော် two step campaign ခံရတယ်ပြီးရင် passkey တွေပါချဒီလိုမျိုးအကောင့်ကိုလုံးဝအဆင့်လောက်ကြရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီလွယ်လင်းကိုသုံးစွဲနေကြတယ်ဒီလိုအရာမျိုးလေးတွေမှာပဲဒီလို security အဆင့်တွေဆိုတာအများကြီးကျွန်တော်ခံယူသုံးစွဲကြရတယ်ပေါ့နော်အဲ့တော့ဒီလိုနိုင်ငံနဲ့ချီပြီး lottery game site ကြီးကိုပြုလုပ်ထားတဲ့နေရာမှာ security ဘက်ကကျွန်တော်တို့ Gmail ကိုကာကွယ်တဲ့လောက်တော့မရှိဘူးလားအရင်မဲ့အားနေနေသလားတော်တော်ကြီးအဲ့လို hack ခံရတော့အောင်အထိကို security ဘက်ကအားနေနေသလားဆိုတော့ကျွန်တော်တို့တွေကစဉ်းစားဖို့လိုပြီပေါ့နော်အခုကျွန်တော်တို့တွေကစားနေကြတဲ့အကြီးအသေးဒါမှမဟုတ်နံပါတ်ဒါမှမဟုတ်ရင်ကာလာကျွန်တော်တို့ကြိုက်တဲ့ဟာကိုပဲ trading လုပ်ပေါ့နော်ဒီဟာတွေအားလုံးကိုဒီ main server ကနေပြီးတော့ထိန်းချုပ်ထားတာဖြစ်တယ်ပေါ့နော် main server ကဒီလိုချရမယ်ဒီလိုကြရမယ်ဆိုပြီးထိန်းချုပ်ထားတာမျိုးပါအဲ main server ရဲ့အောက်မှာကျွန်တော်တို့ management စီမံခန့်ခွဲမှုဆိုတာတတ်ရှိတယ်အဲ့ဒီစီမံခန့်ခွဲမှုရဲ့အောက်မှာကျွန်တော်တို့ရဲ့ game account တွေငွေသွင်းငွေထုတ်တွေကိုလက်ခံပေးနေတဲ့ operator တွေဆိုတာတတ်ရှိတယ်နော်သူ့မှာအဲ့လို security အဆင့်တိုင်းကိုထားရှိထားတာဖြစ်တယ်ပေါ့နော်operator မှာလည်း operator ရဲ့ security ဘိုင်းဆိုတာရှိတယ်လို့ management မှာလည်းသူ့ရဲ့ security အဆင့်ဆိုတာရှိတယ်အဲ့တော့ကျွန်တော် main server ကတော့အဓိကအဖြစ် security ပို့ပြီးတော့တိုးမြှင့်ထားရှိမှာပဲဖြစ်တယ်ပေါ့နော်ဒါကိုကျွန်တော်ပြေချာနားလည်ဖို့လိုအပ်အဲ့တော့ဒီ game site တွေကို hack ဖို့အတွက်ဆိုရင်ကျွန်တော်က operator ကိုအရင် hack ရမယ် operator hack ပြီးရင်သူ့ထက်နောက်တစ်ဆင့် management ကိုထပ်ဖြတ်နော်အဲ့ဟို hack ပြီးကမှ server main server တွေကိုသွားပြီး hack နိုင်ရမှာဖြစ်တယ်ပေါ့နော်အဲ့လိုအဆင့်ဖြတ်တဲ့ကြားထဲမှာတယောက်ကဒီလို hack နေတာမသိကြဘူးလားလူပေါင်းရာချီထောင်ချီရှိနေတဲ့ဒီ game site ကြီးတစ်ခုကဒီ hack နေတာကိုမသိနိုင်ဘူးသိနိုင်တာပေါ့ဗျာနော်အသိနိုင်နေဆိုရင်ဒီ hack တာကြီးချက်ချင်းစက္ကန့်ပိုင်းအတွင်းပြင်မယ်9မိနစ်10မိနစ်နဲ့ပြင်မယ်နောက်ဆုံးမှာတနာရီโอเคเนาะဒီအချိန်တွင်းမှာဒီကျွန်တော်တို့ hack တာဒီရကောင်းရသွားနိုင်တယ်ပြီးရင်တို့ဒီဟာကိုကာကွယ်ဖို့အတွက်ကို hacker တွေတည်တံ့မှားတာရှိတယ်တော့ငါတို့ game site ကတော့ hack ခံရပြီဆိုပြီးတော့ပြန်ပြီးခုခံကာကွယ်ပြီးတော့ကျွန်တော်တို့ hack တာကိုပြန်လဲခြေဖြတ်ပေးလိုက်ပါပဲเนาะအဲ့တော့ကကျွန်တော်တို့ဒီအခုကစားနေတဲ့ hack app ဆိုတာဒီတော့တနာရီ2နာရီလည်းမဟုတ်ဘူးเนาะတရက်2ရက်လည်းမဟုတ်ဘူးလနဲ့ချီနှစ်နဲ့ချီပြီးကျွန်တော်တို့ကစားနေကြတာဒီဖြစ်နိုင်ပါမလားမိတ်ဆွေတို့စဉ်းစားကြည့်ပေါ့နော်အဲ့လိုဟတ်တာကိုသိရှိနေတဲ့တိုင်အောင်ပေါ့နော်ဟာထားလိုက်ပါကွာဆိုပြီးတော့လွှတ်ထားတဲ့ဘင်းဆိုင်ကိုဒီမှာမှရှိနိုင်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်အဲ့တော့ကိုယ့်ရဲ့ငွေကြေးဆုံးရှုံးမှုဖြစ်လာတဲ့အရာတစ်ခုကိုခုနကတော့ကာကွယ်ကြမှာပါပဲကျွန်တော်ပြောချင်တဲ့အဓိကကဒါလေးပါဒါဆိုရင်ဒီ hack app တွေကဘယ်လိုဖြစ်လာလဲပေါ့နော်စဉ်းစားကြည့်ရတော့ရှိလာပြီပေါ့ကျွန်တော်ရဒီကုမ္ပဏီတွေကနေပြီးတော့ပဲတယောက်ပါဝင်ပတ်သက်ပြီးတော့ထွက်လာတဲ့ app တစ်ခုဖြစ်နေတယ်ဆိုရင်တော့မှပဲကျွန်တော်တို့မှစဉ်းစားနေရအချက်တွေရှိတယ်ပေါ့နော်သူတို့ရဲ့အကျိုးစီးပွားကိုထိခိုက်နိုင်မဲ့ဒီလို app မျိုးကိုတော့ထုတ်မှာမဟုတ်ဘူးเนาะဒါကတော့သိကြတယ်အဲ့တော့ဒီ hack ဆိုတဲ့အရာတွေကသူတို့ကိုကျွန်တော်တို့က hack ဖို့ဒီလားလူတွေမဟုတ်ကျွန်တော်တို့က hack ဖို့ဒီလားเนาะအဲ့မျိုးနှစ်ခုကိုတော့ကျွန်တော်တို့တိတိကျကျခေါင်းနဲ့ရောက်လာတာပဲပေါ့နော်အဲ့တော့ဘလူးကိုဟန်နေလဲဆိုတော့မသိဘူးအဲ့ဒီ hack app တွေပြီးအတော်ဆုံးရှုံးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရှေ့မှာပြောခဲ့တယ်လို့ပဲ hack တယ်ဆိုတာကတခြားလူရဲ့ data တွေကိုပို့ပြီးသုံးစွဲတာဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီ hack ကြီးတစ်ခုလုံးကိုခြင်ထားပြီးဆိုတော့
သူ့ရဲ့ data တွေအကုန်လုံးကိုကျွန်တော်တို့ကသိနေပြီเนาะဒီပွဲပင်ဘာကြမယ်ဒီပွဲပင်ဘာကြမယ်ဒါတေချာပေါင်းသိနေတဲ့အနေအထားဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ထိုးနေတဲ့အချင်းအသေးတို့စုံမတို့ကာလာတို့ဆိုရတယ်ဆိုတာဒီဟက်အကြီးကင်ထားပြီးတော့လွဲနိုင်အောင်မလားဗျာနော်အဲ့လုံးဝမလွဲနိုင်ဘူးအဲ့ဒါဆိုရင်အခုကျွန်တော်ထိုးနေတဲ့ဟက်အပ်တွေတပွဲထိုးနိုင်တယ်နှစ်ပွဲထိုးနိုင်တယ်သုံးပွဲရှုံးသွားတယ်၄ပွဲမြောက်ရှုံးသွားတယ်၅ပွဲမြောက်ရှုံးတချို့ဆိုရင်၈ပွဲအထိပေါ့နော်စားလိုက်ရတာရှိတယ်အဲ့ဒါဆိုရင်တို့ခုသုံးဆွဲတဲ့ data တွေအမှားယူနေပေါ့နော်ဒီလိုတွက်လို့ရပြီပေါ့နော်ဒါဆိုရင်တော့ဒီ hack လေးတကယ်တင်ကြအောင် hack မဟုတ်ဘူးပေါ့နော် hack ဆိုတာဒီတင်ကြရမယ်မှန်ကန်ရမယ်ပွဲစဉ်တိုင်းမှန်နေရမယ်ပေါ့နော်ဒီမှာကျွန်တော်နားမလည်တဲ့တစ်ခုတော့ရှိသေးတယ်ပေါ့နော်ဒီကိန်းဆိုင်ကြီးတစ်ခုလုံး hack ထားပါတယ်ဆိုတာမှာသူ့ရဲ့ကစားလေးတွေကြီးသေးကြတာလေသူပြတဲ့အတိုင်းလည်းမမှန်ကန်နေဘူးအဲ့ဒါကိုမှနောက်ထပ်ကျွန်တော်ရောင်းမြန်ပေါ့နော်အကန်ထိုးရမယ်ကျွန်တော်ဟက်အပ်ကအကန်လိုက်ထိုးပြီးရတယ်၃ပွဲမမှန်အကန်လိုက်ထိုးပြီးရတယ်ဆိုရင်ဟက်အပ်မျိုးတွေကကျွန်တော်တွေ့လာရတယ်ပေါ့နော်ဒါကြီးကဖြစ်နိုင်ကြီးလုံးဝကင်းမဲ့နေတယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့ရဲ့အမုံတော်လေးနဲ့လည်းကိုယ့်ကိုချင်းချိန်ပြီးတော့တွေးတောနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်တေချာပေါင်းဟက်အပ်ကြီးကိုယ့်လက်ထဲမှာရှိနေရင်ဒါနဲ့တော့ကျွန်တော်လူ့ဥမှာနော်9000 1000နဲ့ကျွန်တော်လိုက်ရောင်းစားနေတော့မှမဟုတ်ဘူးကျွန်တော်လာဟက်အပ်ရှိတယ်ဆိုရင်တပွဲနှစ်ပွဲနဲ့အပြီးကျုံပြီးတော့တထေးဖြစ်ကြံပြလိုက်တော့မှာပဲเนาะဟုတ်တယ်เนาะအဲ့တော့အနှစ်ချုပ်ဆိုလို့ရင်းဒီဟက်နဲ့ကစားတာမကောင်းပါဘူးကြာเนาะဒါဆိုရင်ကျွန်တော်တို့ဒုတိယအဆင့်ဖြစ်တဲ့ဘောနဲ့ကစားတာကောင်းလားဆိုတာကိုကျွန်တော်တစ်ချက်သွားလိုက်ကြရအောင်